ကဲအစ်စ်ထွက်လာတဲ့ချင်းစန်းတောက်ရန်ဆိုတာဘာတူလဲသူ့ရဲ့တကယ်စွမ်းအားကရောဘလောက်တောင်အစွမ်းထက်တယ်လဲချင်းစန်းတောက်ရန်ဟာတရားတော်ဘတ်တော်သားတွေကမွေးတင်နေပဲအဆင့်ရှိတဲ့ထိပ်သီးပညာရှင်တစ်ယောက်ဖြစ်ပြီးသူ့ရဲ့ကျင့်စဉ်ဟာတာမန်နဲ့လူနဲ့ပဲထက်အများကြီးတာလုံးပါတယ်သူဟာကျင့်ကြံခြင်းလောကရဲ့ထိပ်တန်းအဆင့်မှာရှိနေတဲ့သူပါချင်းမှုတို့အဖွဲ့နဲ့လူနဲ့ပဲပညာရှင်9ယောက်ရဲ့ဝိုင်းရံတိုက်ခိုက်မှုကိုခံရပြီးဒဏ်ရာအပြင်းထန်နဲ့ထွက်ပြေးနေရချိန်မှာချင်းစန်းတောက်ရန်ဟာအာကာသကိုခောက်နိုင်တဲ့တကိုးစွမ်းအားကိုသုံးပြီးတရဲတစီတိုင်းကအစီရင်နဲ့ချင်းမှုတို့အဖွဲ့ကိုတနေရာထဲမှာပိတ်မိနေအောင်လုပ်နိုင်ခဲ့ပါတယ်ဒါဟာသူအာကာသနိယာမတွေကိုဘယ်လောက်ထိအဆုံးကုန်ထိန်းချုပ်နိုင်တယ်လဲဆိုတာကိုပြသနေတာပါတခြားသွေးစာတက်တဲ့သူတွေနဲ့မတူပဲချင်းစန်းတောက်ရန်ဟာသတိကြီးစွာလှုပ်ဆောင်တတ်ပါတယ်သူဟာတရားတော်ဘက်တော်သားပညာရှင်တွေပို့ပြီးစူးစီးမိတဲ့အထိစောင့်တိုင်းပြီးမှအသာစီးနဲ့တကိုးရှင်ခိုင်းချုပ်ချင်းမှုကိုတုတ်တင်ဖို့ကြံရွယ်ထားတာပါဒါဟာခေါင်းဆောင်တယောက်ရဲ့ဖြူဟာကိုပြသနေတာဖြစ်ပါတယ်ဒါပေမဲ့ချင်းမှုကရွာသူကြီးရေးဆွဲပေးထားတဲ့မကြည့်အပ်သောပကြီးကားကိုထုတ်သုံးလိုက်တဲ့အခါမှာတော့ပကြီးကားတွေကရွာသူကြီးရဲ့ဓာတ်ချက်တစ်ချက်ဟာကောင်းကင်ယံကိုဖျက်တောက်ပြီးတရားတော်ဘက်တော်သားပညာရှင်အားလုံးဒီဘက်ကိုတုတ်တင်ပစ်ခဲ့ပါတယ်ချင်းစန်းတောက်ရန်ဟာကံကောင်းလို့အသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့ဒီတိုက်ပွဲကတရားတော်ဘက်တော်သားမဟာမိတ်ဖွဲ့ရဲ့အားနည်းချက်ကိုအရှင်းသားဖော်ထုတ်လိုက်တာပါပဲသူ့ရဲ့အစွမ်းဟာမွေးတင်နယ်ပယ်ရဲ့အထုပ်ထိပ်ကိုရောက်နေပြီးအာကာသစွမ်းအားကပြိုင်ဘက်ကင်းလူနီးပါးဖြစ်ပေမဲ့ပုံမမြင့်မားတဲ့နယ်ပယ်ကပုံကိုယ်တွေရဲ့ရှေ့မှာတော့တင်းငယ်နေသေးပါပဲ